င့်ကိုဆွဲဆောင်မိစေသောမျက်လုံးမခွာနိုင်အောင်အံ့ဩဖွယ်ကောင်းသည့်မျက်လုံးလှည့်စားမှုတစ်ခုတည်းသို့ကိုဝင်ရောက်ခွင့်ပြုလိုက်ပါ။တင့်စကရင်ဤအလဲဗဟိုတွင်ချဲ့ထွင်နေသောစက်ဝိုင်းများကိုအာယုံစိုက်ကြည့်ရှုပြီးမျက်တောင်ခတ်ခြင်းစိတ်ကိုထိန်းထားပါ။ခဏအကြာမှာပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်ပါအရာအလုံးတင့်ထန်မှဖြည်းဖြည်းချင်းဝေးကွာသွားတဲ့ကဲ့သို့မြင်တွေ့နိုင်မည်ဖြစ်သည်။အစပိုင်းတွင်ဤခံစားချက်ဤအမှန်တကယ်ဖြစ်မှုအပေါ်ကျွန်ုပ်တန်တရားရှိခဲ့တော်လဲကိုယ်တိုင်ခံစားကြည့်ရမည့်အတွေ့အကြုံတစ်ခုဖြစ်ကြောင်းအတည်ပြုနိုင်ပါသည်စက္ကန့်အနည်းငယ်ထပ်မံဆောင်ဆိုင်နေစဉ်စကရင်ကိုနှစ်ချက်ထိနှိပ်နိုင်ပါသည်ယင်းသည်မလိုအပ်တော်လဲတင့်အတွေ့အကြုံကိုပုံမူပြင်းထန်စေနိုင်ပါသည်ယခုငါးမှတတို့နောက်ပြန်တွက်ချက်ခြင်းကိုစတင်ကြပါစို့နောက်ဆုံးချိန်သို့ရောက်သောအခါအရာအလုံးတင့်ထန်မှစတင်၍ဝေးကွာသွားတဲ့ကဲ့သို့ကြည့်ရှုပါအခုဆိုတင့်စီကနေအရာရာထွက်ခွာသွားပါပြီအရင်လိုပဲတင်တယောက်တည်းပဲကြံနေခဲ့ရပါပြီ။